အဲ့ငါမမလေးငါမမအဲ့ငါမမအဲ့ငါမမကွာတဲ့မင်းမမယ်နော်အဲ့ငါမမအဲ့ငါနဲ့ကြိုက်တဲ့ငါမမကွာဒါဆိုဒီလုံးလုံးနဲ့ငါတို့နှစ်လုံးသိရှိသွားပြီရှင်းဟမ်တဲ့တော့မနဲ့ပြင်သွားတာမပြောဘူးလားရှောက်သွားပြောရတယ်မတဲတော့ပြောမဲ့စီစဉ်တစ်ခုရှိရဟုတ်လားပါစီစဉ်နေမှာမျက်စိမိတ်ကလက်ပြမျက်လုံးဖွင့်ဒါတဲတော့လားမဟောတကယ်ဘောပြောအောင်လုပ်ပြရလေညမချစ်နေရတာရပါတယ်မောလိုက်တာမရဲ့အဲ့တော့အမြင်ကြီးကနေဆင်းလာမနဲ့သွားနေရတာမောတယ်ပေါ့မောတာပေါ့မရဲ့အိုးမအမြင်ကြီးထပ်ပြီးဆင်းအောင်မအဲ့ဆိုမောင်ပြောအောင်လို့မနေ surprise ကနေပြီးတော့ပန်းစည်းလက်ဆောင်တင်ပန်းစည်းနဲ့ဘယ်လိုလုပ်အမောပြီတိတ်ရှာကြည့်နေသားပါလေဒါအမောင်တို့လေဒါဆိုလောကမှာအချစ်ခံရဆုံးလို့လူဒါအမောင်ဖြစ်မှတင်တယ်စကားရမ်းတန်နေသွားမယ်အောက်ရောက်မှနားမယ်ဟောရဒီနေ့မင်းဆိုင်သွားအောင်ပါလားမင်းသဘောပဲလေဩရဒါနဲ့ငါမင်းတို့ခုကြွားရရှိသေးတယ်ငါမှငါ့ကိုရမ်းချစ်တဲ့မမတယောက်ရှိတယ်ပေါ့ဟုတ်လားငါလည်းငါ့ကိုရမ်းချစ်တဲ့မမကြီးရှိတယ်ဒါနဲ့မင်းမမကဘယ်လိုဒီမလေးငါမဒီမှာဓမ္မငါမဟာဒါဆိုမင်းနဲ့ငါနဲ့ပုံကတပုံနဲ့ဖြစ်နေပါလားအဲ့ငါမမလေးငါမမအဲ့ငါမမအဲ့ငါမမကွာတဲ့မင်းမမယ်နော်ငါမမအဲ့ငါနဲ့ကြိုက်တဲ့ငါမမကွာဒါဆိုဒီလုံးလုံးနဲ့ငါတို့နှစ်လုံးသိရှိသွားပြီရှင်းမှရမယ်အေးဟုတ်တယ်သွားကြမယ်သွားမယ်လားဟာဟိုမှာမမမောင်တို့တော့ရောက်လာပြီမဒီကိစ္စဘယ်လိုလုပ်မှာလဲပြောဘာကိစ္စကိုရှင်းဟောဒါလားမဘသူ့ကိုချစ်တာလဲဘာဘသူ့ကိုရွေးချယ်ပါဘသူ့ကိုမှလည်းမချစ်ဘူးဘသူ့ကိုမှလည်းမရွေးချယ်ဘူးမရွေးချယ်တာ surprise ဖြစ်ပိုင်မေအဲ့ဒီကပန်းစည်းကအရန်လှတာလေအဲ့ဒါကြီးပေးချင်လို့မလူတိုင်းကိုလိုက်ချင်နေရတာမောင်တို့အတွက် surprise ဖြစ်ပိုင်မေကနေပြီးတော့ပန်းစည်းစီစဉ်လာမလှဘူးလားလှပါဘူးလှပါတယ်ကွာမင်းတို့ကလှအောင်မကြည့်တတ်လို့လှအောင်ဆိုတာလူပြောတာမဟုတ်ဘူးတော့ဟာဒီပန်းစည်းက surprise ကပိုင်မေရနေပြီးတော့နောက်ဆုံးထုတ်လုပ်လိုက်တဲ့ဘူစီပေါင်းပန်းစည်းလို့ခေါ်တယ်ဒီတိုင်းကြည့်ရင်တော့ဘူစီပေါင်းပေါ့အဲ့ဒီဘူစီပေါင်းတွေကအလှတရားတွေဘယ်လောက်ပြည့်စုံလဲဆိုတာဒီလိုကြည့်ရတယ်ဒီမှာကြည့်ဟုတ်တော့တဲ့လားအဲ့ကြမှာဒါလေးတွေကဒီလိုလေးထွားပြီးတော့လှပတဲ့ပန်းစည်းတွေဒါကို surprise ကပိုင်မေမှာရနေပြီနော်အဲ့ဒီလိုလှပပြီးထူးဆန်းတဲ့အများစိတ်ဝင်စားကြရကောင်းလာတဲ့ပန်းစည်းတွေကိုလိုချင်ရင် surprise ကပိုင်မေဖုန်းနံပါတ်39 988 988 6 ရွှေဝါထုံးမရချင်တိုက်ကြီးမြို့ဟောဒါနဲ့ပြောမယ်နော် surprise ကပိုင်မေမှာဆွမ်းလက်ကလို့ဝူစီပေါင်းပန်းစည်းတွေကြားနေပြီနော်ညံတော့လှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရစီ surprise ကပိုင်မေချစ်သူလေးတဲ့တကယ်ချမ်းများတဲ့ဆွေမျိုးများကွယ်ဒီကပြောလေးရအောင် surprise တိုင်းဖို့ရှင်ရွယ်ထားတယ် baby ပြေဆုံးစိတ်ချမ်းသာမှုလို့ချင်သလားကွယ်မေ surprise ကစီများဆုံးရောက်အောင်သာလမ်း